GD တက်ပြီးဟိုမြောက်ဒီမြောက်ဖြစ်နေပြီထင်ပါတယ်တဲ့ဆိုတော့အဲ့ဒါကလေကျွန်တော်တို့အဓိကကလေ GD မဖြေခင်ကတည်းကအောင်နော်စဉ်းစားမဲ့အရာဖြစ်တယ်ပေါ့နော်ကိုက GD ကိုဘာလို့ဖြေတာလဲပေါ့နော်သူများဖြေလို့လိုက်ဖြေတာလားဒါမှမဟုတ်ရှင်ဒီကိုသွားစုံစမ်းတဲ့တင်တန်းကနေပြီးတော့ admin GD ဖြေပေါ့နော်ငါတို့စီမှာ GD လာတက် GD ပြီးလို့ရှိရင်အခွင့်အလမ်းတွေအများကြီးရမှာပါများဆိုတော့လေအဲ့ဒါကလေအဓိကအသိမှာကိုမတက်ခင်တွေကတေချာလေးလေ့လာခဲ့တင်တာဗျာကိုကဘယ်ကိုသွားချင်တာလဲကိုကဒီရွေးချက်မရှိဘဲနဲ့ GD ဖြေမယ်ဆိုလို့ရှိရင်တော့ပတ်စံကုန်တယ်ဗျာဆိုတော့ GD ဖြေလို့ရှိတော့တင်တန်းတက်ရတယ်စောင်းမဲ G တွင်းရတယ်ဗျာဆိုတော့ကျွန်တော်လာမေးတဲ့လူဆိုကျွန်တော်တေချာပြန်မေးရပါတော့တချို့တွေကကျွန်တော်လာမေးကြတင်တန်းတက်ချင်တယ်ဗျာโอเคတင်တန်းတက်မှဆိုလို့ရှိရင်ဘာအတွက်တက်ချင်တာလဲပေါ့နော်အကယ်ကိုကသွားချင်တဲ့နေရာတနေရာကွာလုံနေတဲ့ဟာတခြားဟာဆိုလို့ရှိရင်ကျွန်တော်တို့မအပ်ဆော်ပေါ့နော်ဥပမာကိုကအမေရိကန်တို့ထိုင်းတို့မှာကျောင်းတက်ချင်တယ်ဆိုလို့ရှိရင် GD ကအဆင်ပြေတယ်ဗျာဒါပေမဲ့ကျွန်တော်တို့ဒီ UK တို့ဒီတခြားဥရောပနိုင်ငံတွေပါသွားမှဆိုလို့ရှိရင် GD ကလက်ခံတဲ့ University ရှိတယ်ဒါပေမဲ့အလောက်လေးတွင်ကျမသုံးအသုံးပြုတွေကိုကျွန်တော်ဒီ UK တို့ဒီဥရောပပတ်ချံတို့နိုင်ငံတွေပတ်ချံကဒီတခြား curriculum ကိုကျွန်တော်သုံးပြီးတော့ကျွန်တော်တက်လို့ရတယ်ပေါ့နော်တခြား high school ကျွန်တော်သင်ယူတဲ့ကိုကျွန်တော်လက်ခံတယ် GED ကကျွန်တော်အဓိက US တို့ဒီထိုင်းတို့ကျွန်တော်ဒီအာရှနိုင်ငံတော်များမှာလက်ခံတာဖြစ်တယ်အဓိကကိုသွားချင်နေအောင်အရင်ဆုံးစုံစမ်းပေါ့နော်ဒီ Canada မှာဆိုလို့ရှိရင်ကျွန်တော်ဒီ OSSD တို့ရှိတယ်ဒီ UK ဆိုလို့ရှိရင်ကျွန်တော်ဒီ O level တို့ IGCSE တို့အဲ့လိုမျိုးလေးပေါ့နော်သူနဲ့သက်ဆိုင်ရာနယ်ပယ်လိုက်ပေါ့နော်ကျွန်တော်ဖြေရမျိုးရှိရဗျာ GED တခုတည်းဖြေပြီးတော့နိုင်ငံပေါင်းစုံကျွန်တော်လိုက်သွားလို့မရအောင်ဗျာသူရှိရတော့ရှိတယ်ဗျာဒါပေမဲ့တိမှာအခွင့်အရေးနေဗျာကျွန်တော် UK တို့မှာဆိုရှင် GE လက်ခံတဲ့ University ရှိတော့များလဲပဲတအားစုံစမ်းရတယ်တအားလေးလာတယ်ပြီးတော့ဈေးစကအဈေးကြီးတယ်ဗျာကျွန်တော် scholarship အလွယ်တကူမရနိုင်ဘူးဒီ GE တွေကြောင့်လေဒီ UK တို့ပါပဲချင်မှာကိုယ်အနေနဲ့ကိုကထိုင်းမှာကျောင်းတက်မယ်ဒီအာရှဘက်ချင်မှာကျောင်းတက်မယ်ဆိုလို့ရှိရင် GE နဲ့ကအဆင်ပြေလဲ scholarship ခွင့်လည်းပုံများတယ်အဲ့လိုမျိုးလေးပေါ့နော်ကိုကသွားချင်တာတနေရဗျာလုံနေတာတခုဆိုလို့ရှိရင်နည်းနည်းအဆင်ပြေဘူးနော်ကျွန်တော် GED မဖြေခင်တည်းကကိုဘယ်ကိုသွားချင်တာလဲကိုက UK ဒါမှမဟုတ်ရှင်ဥရောပနိုင်ငံသွားချင်တယ်ဆိုလို့ရှိရင် GED ထက်ကိုတခြားသူနဲ့တင်းလျော်နဲ့ဒီ high school ပေါ့နော်ကျွန်တော် high school diploma ဘာတွေရှိလဲအဲ့လိုမျိုးသူတို့စီမှာလက်ခံတဲ့ဟာတွေကဘာတွေရှိလဲဒါမှမဟုတ်ကိုကအလုံးလုံးချင်တယ်ဗျာတချို့တွေကကျွန်တော်လာပြီးတော့မေးကြတယ်အကိုရဲ့ GED ကအလုံး GED ဖြေပြီးအလုံးလုံးလို့ရလားဆိုတော့ကျွန်တော် G အလုံးလုံးတော့ဆို GED ဖြေဖို့တော့ recommend ပေးဖို့เนาะကျွန်တော်အလုံးလုံးတော့ဆိုဒီတခြားဟာတွေကျွန်တော်အများကြီးရှိတယ်ဗျာဒီ diploma တွေလေကျွန်တော်ဒီအလုံးအတွက် vocational diploma တွေကိုနေဒီ programming တွေ video editing တွေကိုအနေနဲ့3လ4လ6လလောက်အချိန်ပေးပြီးလေ့လာလိုက်မယ်ဆိုလို့ရှိရင်เนาะကျွန်တော်ဒီအလုံးတစ်ခုမှာ professional မကြိုက်တော့မှာဗျာကျွန်တော်အခြေခံအလုံးလုံးလို့ရတဲ့အထိတော့ကျွန်တော်တက်သွားတယ်ဗျာအကဲအဲ့လိုမှမဟုတ်ပဲကိုကဒီ GED ကိုပေါ့เนาะအလုံးလုံးအတွက်လာရှိတာဆိုလို့ရှိတော့နည်းနည်းတိကျမှလမ်းကြောင်းလွှဲတယ်ကျွန်တော် GED ကအဓိက university တက်ဖို့ပဲပို့ပြီးတော့အဆင်ပြေဗျာဟိုပြောမယ်ကိုအနေနဲ့အချိန်တွေပိုနေတဲ့ဒီပတ်စံနေတဲ့မှာပတ်စံကိစ္စတိတ်စိတ်ပူရမရှိဘူးဗျာကို3နိုင်တယ်ဆိုလို့ရှိရင်တော့ GED ဖြေတာဘာမှမဖြစ်ဘူးဒါပေမဲ့ကိုရဲ့မိသားစုကလည်းရုန်းကန်နေရတဲ့အခြေအနေမှာရှိဗျာကိုကလည်းဒီကိုလာပြီးထောက်ပံ့ထားပြီးရဆိုလို့ရှိရင်တော့ဒါကိုနေတဲ့မှာ GED ဖြေတာကတကယ်ကိုနဲ့ကိုက်ညာမကိုက်ညာရုံစဉ်းစားရမှာဗျာကိုကထိုင်းမှာလည်းကျောင်းသားချင်တယ်အမေရိကန်မှာလည်းကျောင်းသားချင်ဒါမှမဟုတ် scholarship တွေဒီအာရှဘက်မှာပဲကျောင်းသားချင်တယ်ဆိုလို့ရှိရင်တော့ GED ကတော့အစီပြေတယ်ကဲအဲ့ဝါမဟုတ်ပဲကျွန်တော်ခုနပြောလို့ကိုကတက်ချင်တာတခြားနိုင်ငံတခြားနိုင်ငံမှာ GED လက်မခံဘူးဆိုလို့ရှိရင်ကိုက GED လုပ်နေလို့ရှိရင်တော့ဒါအကျိုးမရှိဘူးเนาะသိရမလားတချို့လူတွေကတငယ်ချင်းဖြေလို့လိုက်ဖြေတယ်ဗျာတငယ်ချင်းကသူတို့ရဲ့ကျိုးသူတို့မဲ့အိမ်ကလည်းအဆင်ပြေတယ်ဘာလို့ဆိုလို့ရှိရင်ဒါသူတို့အဆင်ပြေကိုယ့်ဘက်မှာလည်းပြန်ကြည့်ရတယ်ဗျာကိုမိသားစုတွေကဘယ်လိုမျိုးလဲဘယ်လောက်ထိကိုထောက်ပံ့နိုင်တယ်โอเคသူတို့မထောက်ပံ့နိုင်တော့မှကိုနေတယ်ကိုဘယ်လောက်ထိစူးစမ်းနိုင်လဲပေါ့နော်အဓိကတော့ဒီမှာ scholarship တွေဘာတွေဆိုတာကကျွန်တော်လူတိုင်းကိုလည်းပေးနေတဲ့အရာမဟုတ်ဘူးဗျာကိုဘယ်လောက်ထိလုံနိုင်တယ်လုံနိုင်တဲ့ပုံစံကြီးပေးရဆိုတော့ဒီကအများကြီးစဉ်းစားရဗျာကျွန်တော် GED ပြီးမှစဉ်းစားမယ်ဆိုလို့ရှိရင်သိမလားကိုဖို့နေနဲ့ပတ်စံတိုင်းကုန်တယ်အချိန်တိုင်းကုန်တယ်ဗျာအကြောင်းတစ်ခါတည်း GED မပြီးခင်ကတည်းကပေါ့ GED မလုပ်ခင်ကတည်းကတစ်ခါစဉ်းစားထားပါကိုပါတက်ချင်တာလေအကဲကိုအနေနဲ့ကျွန်တော်ခုနပြောတဲ့အချက်လေးတွေနဲ့အကိုက်ညီလို့ရှိရင် GED ရဲ့လက်ခံတဲ့နိုင်ငံရှိတဲ့နေရာကိုကတက်ချင်တယ်ဆိုလို့ရှိရင်တော့ GED လုပ်ပါGED ကိုလက်မခံမဲ့တခြားဒီမှာ IGCSE ကို O level လက်ခံတဲ့နိုင်ငံမှာတက်ချင်လို့ရှိရင်တော့အဲ့ဒီဟာလေးတွေကျွန်တော်ကအချိန်ပေးလေ့လာသိချင်တယ်ဗျာGED ထက်စားလို့ရှိမှာဒါပေမဲ့ GED လေ့လာပြီးမှအခုလိုမျိုးပေါ့နော်GED တက်ပြီးတော့ဟိုမြောက်ဒီမြောက်ဒီမှာဘာလုံးဖာခံရမယ်မသိရလို့အများကြီးရှိရပေါ့နော်အဲ့လိုမျိုးလေးဆိုတော့ကျွန်တော်တို့ comment ပေးတာဒါကတော့ GED မဖြေခင်မှာနည်းနည်းလေးစုံစမ်းထားပေါ့နော်ပြီးတော့အကယ်ကိုအနေနဲ့ GED ဖြေပြီးတောင်မှပေါ့နော်သိရမလားအဲ့လိုမျိုးဘာလို့ပါကိုင်းဖြ
ဖြစ်နေမယ်ဆိုလို့ရှိရင်ကျွန်တော်အကြံပေးရတော့အလုပ်တစ်ခုခုပေါ့နော်ကျွန်တော်ကိုယ့်စီမှာပြောမယ်ဒီ skill တစ်ခုခုပေါ့နော်ဒီ video editing တို့ programming တို့ပါလို့ပေါ့နော်အလုပ်လုပ်လို့ရတဲ့ skill တစ်ခုခုလေ့လာပြီးတော့ကျွန်တော်လုပ်စီချင်တော့ပေါ့နော်ဘာလို့ဆိုတော့ GED ကလည်းပြောမယ်အလုပ်အတွက်အထောက်အပံ့မပြုဘူးဆိုပေမဲ့ကိုယ်အနေနဲ့တစ်ခုခုပေါ့နော်ကိုက skill တစ်ခုခုရှိထားမှဆိုလို့ရှိရင်ကိုကဒီ CV file ပိုင်းဒီကိုယ့်ရဲ့အလုပ်ရှင်ကိုပြမှဆိုလို့ရှိရင်တော့ဒါကနည်းနည်းတင်မှာတခြားလူတွေထက်ကိုအနေနဲ့ပို့ပြီးတော့ဦးစားပေး၍အချက်ခံနိုင်ကြီးပိုများတယ်ပေါ့နော်ဒါပေမဲ့တခြားဘွဲရရင်လည်းရှင်လို့ရှိရင်တော့အလောက်မဟုတ်ပေမဲ့တခြားဒီအခြေခံလူတန်းစားတွေတဲ့ရှင်လို့ရှိရင်တော့သိရမလားတခြားအကဲကိုအလုပ်ရှောက်မှဆိုလို့ရှိရင်တော့ကိုစီ form မှာ GED ဆိုပြီးတော့ပါနေချင်းကလည်းနည်းနည်းတော့ဒီမှာတခြားလူတွေထပ်ပူတော့အခွင့်အလမ်းတာစေပေါ့နော်အဲ့ဒါလေးတို့ရှိတယ်အဓိကကျွန်တော်ပြောချင်တာတော့ GED မလေ့လာခင်မှာအရင်ဆုံးစုံစမ်းမှာကိုပါလေ့လာချင်တယ်ကိုပဲနိုင်ငံမှာသွားချင်တာလေအလုပ်လုပ်ချင်တာလားတက်လို့တက်ချင်တာ scholarship ရှောက်ချင်တာလားအဓိကကိုလုံးချင်တဲ့ဟာကိုအရင်ဆုံးစုံစမ်းသိချင်ပါတယ်